Hello မိတ်ဆွေတို့ဒီနေ့မှာတော့ဆီဆာမွန်ငါးလေးကို air fry မှာလွယ်လွယ်ကူကူနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။ဆာမွန်ငါးလေးကိုအလဲကနေပိုင်းပြီးတော့မှပြတ်ထားပါတယ်။အဲ့ဒါမှသူ့ရဲ့ seasoning နဲ့ထဲကိုဝင်ပြီးတော့မှစိတ်နေအောင်မလို့အဲ့ဒီမှာ salt and pepper seasoning လေးကိုထည့်ထားပါတယ်။ပြီးတော့စီတစွန်းစားလောက်လေးကိုပြန်ပြီးတော့မှထည့်ထားပါတယ်။ပြီးရင် air fry မှာအခါလေးကိုခံပြီးတော့မှအဲဒီမှာအပူချိန်20လောက်ပပူချိန်200ပေါ့နော်200လောက်ကိုထားပြီးတော့မှ15မိနစ်လောက်ပြီးတော့မှတစ်ခါပြန်ကြည့်ပြီးတော့မှ25မိနစ်ဆိုရင်တော့ဒီလိုမျိုးကြွကလေးနဲ့အထဲလေးကိုနှိုးပြီးတော့မှအရန်ကိုစားလို့ကောင်းတဲ့အစာမလေးရတော့ပါတယ်အစာကနေအဆုံးထိကတော့မိနစ်30မိနစ်လောက်ကနေတော့စားလို့ရပါတယ်လွယ်လွယ်ကူကူပြီးတော့မှကလေးတွေအတွက်လည်းအယူမပါတာမလို့အရန်စားလို့ကောင်းပြီးတော့မှကြမ်းမရင်နဲ့အရန်တင်တော့ပါတယ်